ကျမချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျမကတော့အယူတော်မင်္ဂလာချမ်းမှာဆရာရဲ့နေ့ဆိုတဲ့ပြင်ဆရာမသုံးစင်တရာဆွေပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကြာသာဝိသားသမီးများရဲ့တစ်ပတ်တိုက်ကကျမကိုတဲရနမိတ်ကက်ကလေးများပြင်ဟောကြားပေးတော့မှာဖြစ်ပါတယ်အွန်လိုင်းကနေလည်းပြည်ရင်မေးမြန်းလို့ရပါတယ်Viber နံပါတ်2940 9338ဆိုတဲ့နံပါတ်တရားလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်နော်ဒီတစ်ပတ်မှာကြာသာဝိသားသမီးရဲ့ကြောက်လာတဲ့တဲရနမိတ်ကက်ကလေးကတော့တွဲလောက်ဆွဲခံရသူဆိုတဲ့ကက်ကလေးပဲဖြစ်ပါတယ်နော်မိမိတို့ဖြစ်ချင်တာတွေလှုပ်ချင်တာတွေအနည်းငယ်ထင်ခေါ်ကြံ့ကြာနေပြီးတော့မှအောင်မြင်မဲ့နမိတ်ကက်ကလေးပဲဖြစ်ပါတယ်အောင်မြင်မဲ့လက်ရှိအလုပ်ကနေအဆင်မပြေပဲထွက်ချင်နေတတ်ပါတယ်ထွက်ရင်ကောင်းမလားဆိုတော့မထွက်ပါနဲ့အောင်လို့ပဲပြောချင်ပါတယ်နော်ဧကံမို့ချအဆင်ပြေကိန်းရှိပါတယ်ဟိုဟာလောက်ကောင်းလို့ဒီဟာလောက်ကကောင်းလို့ဖြစ်နေတတ်ပါတယ်နော်ဒီကာလမှာအဆင်မပြေလဲတီးခံပြီးတော့ဇွဲလုံးလောက်ပရိယထားပြီးစူးစမ်းအားထုတ်ပါလို့ပဲပြောချင်ပါတယ်ဒီလိုအခြေအနေပါပဲเนาะဘာခက်ခဲပဲရှိစိတ်ရှိထားပြီးတော့ရုံးထွက်ပါလို့ပဲပြောချင်ပါတယ်ငွေကြီးကံကြင်မာတွေမှာလည်းရစရာရှိရာတွေကမရပေးစရာရှိတာတွေကလည်းမပေးနိုင်ပဲနဲ့ကြံ့ကြာနေတတ်ပါတယ်တက်နိုင်တဲ့လောက်တော့ငွေချင်းငားတာလို့လည်းမလုပ်ပါနဲ့လို့ပဲပြောချင်ပါတယ်เนาะကျမ်းမာရေးအနေနဲ့ကတော့လည်းအစစ်မြစ်ကြိုက်တာတို့ခြေလက်နာကျင်တာတွေနဲ့ကြုံရတတ်ပါတယ်ကျမ်းမာရေးကူးဆိုင်ပါเนาะအေးတွေလည်းပတ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းတက်ချင်တဲ့ကျောင်းကတခုတက်နေရတဲ့သင်တန်းတခုဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ကျမကျောင်းသားပြည်သားသမီးတွေဒီတစ်ပတ်မှာတော့စိတ်အနှဲငယ်အနှောက်အယှက်လေးတွေပေးမဲ့လူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငွေရဝင်တော်လဲအဖက်မတင်ဖြစ်တတ်ပါတယ်။မိမိရဲ့နေအိမ်ဒီမှာနာရေးတွေပါလည်းပေါ်တတ်ပါတယ်နော်။သွားရောက်ခြင်းလည်းမပြုတ်ဖို့လိုပါတယ်။အငြိမ်မနေရပဲလှုပ်ရှားနေရမယ်ဆိုတဲ့အခြေအနေဒီမျိုးတစ်ခုဖြစ်ပါတယ်။မကြမီမှာစီးပွားအသစ်လုပ်ငန်းအသစ်တွေဖြစ်ဖို့တော့ရှိပါတယ်နော်ပစ္စည်းများထုခွဲရောင်းချပြီးလုပ်ငန်းအသစ်တွေလုပ်ကင်ခြင်းတဲ့စိတ်တွေတော့လောလောဆယ်ပေါ်နေမှာဖြစ်တယ်နော်ချစ်သူနှစ်ယောက်ကြားမှာလည်းပြားများနေရတဲ့ကာလမျိုးဖြစ်ပါတယ်အိမ်အောင်တွေများဆိုရင်လည်းရန်ဖြစ်လိုက်ပြန်တဲလိုက်ဆိုတဲ့အခြေအနေမျိုးဖြစ်မှာပါနော်ဒီကာလမှာဘာအခက်ခဲပဲရှိဆက်လုပ်ပါလို့ပဲပြောချင်ပါတယ်လက်တလုံးမှာမေးမြန်းလို့တဲ့ကိစ္စတွေရှိမယ်ဆိုရင်တော့ထိုကိစ္စတွေကမအောင်မြင်နိုင်သေးပါဘူးလို့ပဲပြောချင်ပါတယ်တွတ်လွတ်တန်လည်းဖြစ်နေပါလိမ့်မယ်နော်အကြောင်းကိစ္စရှိလို့ရှိရင်တော့အဝါရောင်တို့အနီရောင်တို့ဝတ်သွားဖို့မှာချင်ပါတယ်ကံကောင်းစီတဲ့အယောင်တွေဖြစ်ပါတယ်တစ်စနှစ်ဆုံးနှစ်စတစ်ဆုံးဆိုတဲ့နံပါတ်တွေကကံကောင်းစီမဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကြာစံကြော်များဆက်ကပ်လှူဒန်းပြီးတော့လူရစုတောင်းမယ်ဆိုရင်စန္ဒပရိသသမီးများကြားအောင်ပဲကံကြမ္မာအစိုးရကနေပြီးတော့လွတ်မြောက်နိုင်မှာဖြစ်ပါတယ်နော်ကျမရဲ့ချစ်မိတ်ဆွေများလုံးစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျေးဇူးတင်ပါတယ်လို့နော်